invoice နဲ့ပတ်သက်ပြီးတည်တည်ထိုက်တာလေးတွေကိုမျှဝေပေးချင်ပါတယ် invoice တစ်ခုဖြစ်လာပြီဆိုရင်ရောင်းသူကဝယ်သူကိုကုန်ပစ္စည်းရောင်းတာလည်းဖြစ်နိုင်တယ်လို့ဝန်ဆောင်မှုပေးတာလည်းဖြစ်နိုင်ပါတယ်ဒါဆိုရင်ဝယ်သူကရောင်းသူကိုဘာအတွက်ပေးရမှာလဲဘယ်လောက်ပေးရမှာလဲဘယ်လောက်ကြာရင်ပေးရမှာလဲဆိုတာတွေကို invoice လို့ခေါ်တဲ့ဒီငွေတောင်းလွှာပေါ်မှာအသေးစိတ်ရေးပြီးတော့ဝယ်သူကိုပို့ပေးရတာပဲဖြစ်ပါတယ်ဒါဆိုရင် invoice ထဲမှာဘာတွေပါမှာလဲdate ပါမယ် invoice number ရဲ့ customer ID ရဲ့ due date ရဲ့ပြီးရင် bill to ပေါ့bill to invoice တော့ငွေတောင်းမှာဖြစ်တဲ့အတွက် bill to ဘယ်သူကိုငွေတောင်းမှာလဲ bill to ဒီမှာ customer name ပါမယ်ပေါ့နော်ပြီးရင်ဒီမှာ item အသေးစိတ်ပေါ့ description ကုန်ပစ္စည်းပေါ့နော်ကိုရောင်းမဲ့ပစ္စည်းနံပါတ်အတွက်ပစ္စည်းနာမည်တွေ unit price တွေပြီးရင်ဒီမှာ tax ပေါ့နော်အခွန်တချို့ကုမ္ပဏီတွေကအခွန်ဆောင်ရတဲ့ကုမ္ပဏီဆိုရင်ဒီမှာအခွန် 5% ထည့်လို့ရတယ်ပေါ့နော်ဒါကတော့ invoice ရဲ့ template ပဲပေါ့နော် invoice တစ်ခုဖွင့်မယ်ဆိုရင်ဒါတွေကမပါမဖြစ်ပါဘူးပါရမှာဖြစ်တယ်ဒီကျမတို့ဒီဟာပေါ့ဒီပုံမှန်ဆိုလုပ်ငန်းသေးတွေမှာတော့ဒီ ready made ပဲဝယ်သုံးတာများတယ် ready made invoice စာအုပ်လေးဝယ်လို့ရတယ်အဲ့မှာသူတို့တအုပ်ပေါ့90ပါတဲ့အုပ်ရှိတယ်အုပ်100ပါတဲ့အုပ်ရှိတယ်နော်90ပါတဲ့အုပ်ဆိုတစ်ကနေအဆောင်ကြီး90ရှိမှာပေါ့နော်ဒီလုပ်ငန်းကြီးဆိုလို့ရှိရင်တော့ကိုယ်တိုင် printing ဆိုင်မှာသွားပြီးတော့ကိုယ်တိုင်ပုံနှိပ်ထုတ်လို့ရတယ်ဒါဆိုကိုယ့်ဘက်ကိုနံပါတ်နဲ့ပေါ့နော်ကို printing ထုတ်မယ်ဆိုရင်တော့ဒီကို company နာမည်နဲ့ကို logo နဲ့ထုတ်တာပိုကောင်းတာပေါ့နော်ဆိုင်ရလည်းကို company ကိုလည်းဒီဆိုင်ဒီဝယ်သူကလည်းသိရပေါ့နော်ဒီ ready made နဲ့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော် ready made စာအုပ်ဝယ်မယ်ဆိုတော့ဒီမှာဆိုင်နာမည်တွေပါမှာမဟုတ်ဘူးလုပ်ငန်းနာမည်တွေပါမှာမဟုတ်ဘူးဒီလိုမျိုးသူတို့ကတော့အကုန်လုံးသုံးလို့ရအောင်လို့ဒီလိုပုံစံလေးနဲ့လာမှာဒီနံပါတ်ပါတာရှိရမှာပါတာရှိရနံပါတ်ပါတာကိုယူစေချင်တယ်တကယ်လို့နံပါတ်မပါဘူးဆိုလို့ရှိရင်လည်း invoice number ပေါ့နော်ဒီ ready made စာအုပ်တွေမှာမပါဘူးဆိုရင်လည်းကိုယ့်ဘာကိုလည်းရေးနဲ့တက်လို့ရတယ်နော်ဒီမှာ invoice ပေါ့ဒီမှာ invoice number လေးကိုယ့်ဘာကိုဒီထိပ်လေးမှာတက်လို့ရတယ်ပထမဆုံးထုတ်တဲ့ invoice ဆိုရင်နံပါတ်1ပေါ့ဒုတိယတစ်ခါ invoice ထုတ်တဲ့ဟာဆိုရင်နံပါတ်2အဲ့လိုပဲအစင်လိုက်တက်သွားတာပဲကျွန်မဒါနမူနာလုပ်ပေးထားတာရှိတယ်ဒါကျွန်မဒီ6လပိုင်းတစ်လစာနမူနာ invoice တွေထုတ်ထားတာရှိတယ်ပေါ့နော်ဒါ ABC company အနေနဲ့ invoice ထုတ်ထားတာ1ပထမဆုံးထုတ်တဲ့ဟာ1 9ရက်နေ့6လမှာတစ်ခါထပ်ထုတ်တာအောင်နံပါတ်2 3 4 5အဲ့လိုမျိုးအစင်လိုက်စီသွားတာပေါ့နော်ဒါကတော့နမူနာ invoice တွေပါဒါဆို invoice ထဲမှာဒီပါမယ့်အရေးကြီးတာလေးပြောပြပေးချင်တယ်ပေါ့နော်ဒါဆို invoice မှာဆိုဒီ date ပေါ့ date ကဘယ်နေ့ကိုတက်ရတာလဲအဲ့ဒါအရေးကြီးပါတယ်เนาะအရင်ပဲဒီပုံမှန်ပေါ့အယောင်းဝယ်လုပ်တဲ့ company တွေမှာဆိုရင်တော့ဒီ invoice date ကအဲ့လိုမသိတာဘူးပေါ့နော်ရိုးရှင်းတယ်ကျမတို့ပစ္စည်းတော့ပို့လိုက်တာနဲ့ဒီနေ့ပစ္စည်းပို့လိုက်တယ်ဆိုရင်ဒီနေ့ date တက်ပြီးတော့တခါတည်းငွေတောင်းတာတခါတည်းပေးခဲ့လိုက်လို့ရတယ်ဒီဝယ်တဲ့ customer ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒါအယောင်းဝယ်လုပ်တဲ့ company ကတော့အဲ့လိုလုပ်လို့ရတယ်เนาะတိတ်ပြီးတော့ရိုးထွေးစရာမရှိဘူးပေါ့နော်ဝယ်ခွဲရခက်စရာမရှိဘူးဒါပေမဲ့ဒီပေါ့ဆက်ချုပ်ဆိုင်လို့ company ဆက်ချုပ်ဆိုင်လို့လုပ်ငန်းမျိုးဆိုလို့ရှိရင်ကျမတို့ကဘယ်နေ့ကို invoice ရက်စွဲတက်ရမှာလဲဆိုတာစဉ်းစားစရာဖြစ်လာပြီပေါ့နော်။ဆက်ချုပ်ဆိုင်ဆိုရင်ဥပမာ invoice date တက်တယ်ဆိုတာကျမတို့ IFRS 15ပေါ့ revenue ပေါ့နော်။ IFRS 15 revenue မှာကျမတို့ကIFRS 15 revenue အရာဘာပြောထားလဲဆိုတော့ recognize လုပ်တဲ့ revenue one performance obligations are satisfied performance obligations satisfy ဖြစ်တဲ့နေ့ကကျမတို့ revenue အနေနဲ့အတိမတ်ပြုတဲ့နေ့ပေါ့နော် revenue စပေါ်ရမယ်နေ့က revenue လို့အတိမတ်ပြုတဲ့နေ့က performance obligation နဲ့ satisfy ဖြစ်တဲ့နေ့ဒါ IFRS 15အရာပေါ့နော်ဘာလို့ဆိုလိုတာလဲဆိုတော့ performance obligation ဆိုတာကျမတို့အရောင်းသူကလုပ်ပေးရမယ့်တာဝန်ပေါ့ obligation ဆိုတာလုပ်ပေးရမယ့်တာဝန်သူလုပ်ဆောင် performance obligation ဆိုတာလုပ်ဆောင်ပေးရမယ့်တာဝန်တွေကိုလုပ်ပေးပြီးလို့ customer က satisfy ဖြစ်တဲ့အချိန်ကျင့်တဲ့အချိန်ပေါ့နော်သူကျင့်တဲ့နေ့ကဒါ revenue အနေနဲ့ဝင်ငွေအနေနဲ့ဖော်လို့ရတဲ့နေ့ပဲပေါ့နော်အဲ့ revenue ဖော်တဲ့နေ့ကကျမတို့ invoice ရက်စွဲတက်ရမယ့်နေ့ပဲပေါ့နော်ကျမတို့ဒီရက်စွဲဒီ invoice ဖြစ်လာတာကျမတို့ revenue ဖော်ရမယ့်နေ့ကိုကျမတို့ကထည့်ပေးရမှာဒီ criteria နဲ့ညီရမှာပေါ့နော် criteria ဒီစံသတ်မှတ်ချက်နဲ့ညီရမှာပေါ့နော်ဒါကျမတို့ IFRS မှာသင်ရပါတယ် IFRS 15 revenue မှာပေါ့နော် performance obligation satisfy ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာပါကျမတို့ဒီရုံးပုံမှန်အယောင်းဝယ် trading company ဆိုရင်ကျမတို့ပစ္စည်းတော့ပို့လိုက်တယ်ပစ္စည်းတော့ order မှာတယ် trading ဆိုတာအယောင်းဝယ် company လုပ်တဲ့လုပ်ငန်းပေါ့ပစ္စည်း10ခုမှာတယ်စာ10ခုမှာရင် customer ကို10ခုတော့ပို့တယ်
support ရင် support ရဲ့နေ့မှာ customer တစ်ခါလေးစစ်လိုက်တယ်စစ်ပြီးတော့သူမှားတဲ့ sale အယောင်မှန်တယ်အရေးတွက်မှန်တယ်အယောင်မှန်တယ်ပေါ့နော်ဒီသူမှားတဲ့အတိုင်းအကုန်ကျင်းတဲ့ customer ကျင်းတဲ့ satisfying ဖြစ်တယ်ပေါ့သူမှားတဲ့အတိုင်းကုန်ရောက်လာတဲ့အကုန်မှန်တယ်ဆိုရင်ဒါအဲ့ဒီမှာတစ်ခါလေး invoice ထုတ်လိုက်ရတယ်အဲ့ဒီ just ဝင်နေကျမတို့ revenue စပေါ်လို့ရတယ်ပေါ့နော် revenue ပေါ်တဲ့နေရာကျမတို့ invoice တက်တဲ့နေကိုအဲ့လိုမျိုးဆိုတော့ကျမတို့ဒီ revenue ဒါဆိုရင်ကျမတို့က16ဆိုင်လုံးလုပ်ငန်းဆိုဘယ်လိုလုပ်မလဲ16ဆိုင်ဆိုလို့ချင်းကျမတို့ပစ္စည်းအရင်ဆုံးအင်ဂျီလာအပ်တယ်အင်ဂျီလာအပ်လို့ရှိရင်လာအပ်တဲ့နေ့ကျမတို့ invoice date တက်မှာလား no လုံးဝမဟုတ်ဘူးနော်ဘာဖြစ်လို့ဆိုတော့ invoice date က invoice လာအပ်တဲ့ချိန်မှာသူကအင်ဂျီလာအပ်တဲ့ချိန်မှာ16ဆိုင်ကဘာမှမလုပ်ရသေးဘူးကျွန်မချုပ်ပါသေးဘူးချုပ်လည်းမချုပ်ပါသေးဘူးသူ့ရဲ့ performance obligation ဆိုတာသူလုပ်ဆောင်ရမယ့်တာဝန်ကိုသူမလုပ်ရသေးဘူးဥစ္စာမတောင်းလို့ပါသေးတဲ့အတွက်အဲ့ဒီကိုကျွန်တော်တို့ invoice နေနဲ့ပေါ်မနေမှာဟုတ်ဘူးပေါ့နော်ဒါဆိုသူဘယ်နှပတ်နေသူပြန်ချိန်လိုက်တယ်သူဆက်ဆိုင်ကမှတော့ချိန်တယ်ပေါ့နော်ကျွန်တော်တို့ချိန်တယ်နှစ်ပတ်ချိန်တာရှိရဲ့တစ်ပတ်ချိန်တာရှိရဲ့အဲ့တော့ဒီ invoice အရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါနှစ်ပတ် customer ပေါ့နော်ကျွေးနှစ်ပတ်ပေး customer ဒီဆက်ဆိုင်ရလေကျွန်တော်တို့ကတရက်နေ့မှာ customer ပစ္စည်းလာအပ်တယ်အင်ဂျီလာအပ်တယ်တရက်6လမှာဒါပေမဲ့တရက်6လပစ္စည်းအပ်တဲ့နေ့ကကျမတို့ဘာမှမလုပ်ရသေးဘူးဆက်ဆိုင်ဘာမှမလုပ်ရသေးတဲ့အတွက်အဲ့နေ့ကိုကျမတို့ invoice နဲ့ပေါ်လို့မရဘူးသူ့မှာအဲ့နေ့ကိုဝင်နေတဲ့ပေါ်လို့လည်းမရသေးဘူးအဲ့နေ့မှာမပေါ်ဘဲနဲ့ကျမတို့သူ့နှစ်ပတ်နေပြန်ချိန်တယ်ပေါ့နှစ်ပတ်နေ invoice အင်ဂျီကနှစ်ပတ်နေရမယ်လို့ချိန်လိုက်တယ်အဲ့ဆိုနှစ်ပတ်နေတဲ့အခါ customer အင်ဂျီလာယူတယ်သူ့ရဲ့ client ပေါ့နော်သူ့မှာပစ္စည်းအင်ဂျီလာအပ်တဲ့ဆိုနှစ်ပတ်နေမှလာယူတယ်လာယူတဲ့နေ့ကြလို့ရှိရင်လည်းအဲ့ရွေးတဲ့နေ့မှာဒီပေါ့ရောင်းတဲ့ဒီဆက်ချုပ်တဲ့သူကတော့ဆက်ချုပ်လုပ်ငန်းလုပ်ရှင်ကတော့သူကတော့ချုပ်ပြီးသွားပြီဒါပေမဲ့သူ့ရဲ့သူ့အဲ့တဲ့သူကဒီအင်ဂျီကိုသူဝစ်ကြည့်တယ်ဝစ်ကြည့်လို့သူအဆင်မပြေဘူးသူနဲ့အဆင်မပြေဘူး fit ဖြစ်မနေဘူးသူပြင်ရတာရှိတယ်15ရက်နေ့လို့သူချိန်လိုက်ပြန်လာ15ရက်နေ့မှာသူလာတယ်ဒါပေမဲ့သူမကျေနပ်ဘူး satisfy မဖြစ်ဘူးသူချုပ်တဲ့အင်ဂျီကို satisfy မဖြစ်ဘူးအဲ့တော့သူစိတ်ကျဉ်းမှုမရဘူးပေါ့ပြန်စရာတွေရှိရပေါ့နော်ကြက်တာပဲဖြစ်ဖြစ်ချောင်းတာပဲဖြစ်ဖြစ်ပြန်ပြင်ရမယ်ပေါ့ပြန်ပြင်မယ်ဆို16ဆိုင်တော့တည့်ရချိန်လိုက်တယ်ဒါဆို16ရက်နေ့လာခဲ့ပါမနက်ဖြန်လာခဲ့မနက်ဖြန်ကျွန်မပြင်ပေးထားမယ်ဒါဆိုရင် performance သူ့ရဲ့ performance သူလို့ဆောင်ပေးရမယ့်တာဝန်တော့ပြီးသွားပြီ performance obligation သူလို့ဆောင်ပေးရမယ့်တာဝန်ပြီးသွားပြီမဲ့ customer က satisfy မဖြစ်ဘူး customer ကကျင်းတဲ့အာရုံမရှိဘူးသူချုပ်လိုက်တဲ့အင်ဂျီအဲ့တော့အဲ့ဒီကျွန်တော် revenue 15ရက်နေ့ကိုလည်း revenue တွေကပေါ်လို့မရဘူး invoice date တက်လို့မရသေးပါဘူး16ရက်နေ့သူချိန်လိုက်တာ16ရက်နေ့ပြန်ချိန်တယ်16ရက်နေ့ကျတော့သူပြန်လိုက်တော့သူပြန်ဝတ်ကြည့်လိုက်တော့အဆင်ပြေသွားတယ် customer satisfy ဖြစ်သွားတယ်ဒါဆိုရင်အဲ့ဒီနေ့ကိုကျွန်တော်တို့က revenue အနေနဲ့ပေါ်ရမယ့်နေ့ဖြစ်တယ်ဝင်ငွေပေါ့ကျွန်တော်တို့အရှုံးမြတ်စင်ရမှာ revenue ဆိုဝင်ငွေပေါ့ရှုံးမြတ်စင်မှာကျွန်တော်တို့ဝင်ငွေဆိုပြီးပေါ်ရမှာအဲ့ဒီနေ့နဲ့ပေါ်ရတာဒီလိုပဲ invoice ကိုလည်း revenue ပေါ်တဲ့ date revenue criteria နဲ့ပဲကျွန်တော်တို့ invoice တွေကိုတက်ပေးရဒီ customer satisfy ဖြစ်တဲ့နေ့ပေါ့နော်ဒီ16ရက်နေ့ပေါ့ဒါလို့16ဆိုင်လို့လုပ်ငန်းဆိုရင်တော့သူ့ရဲ့ invoice date က16ရက်နေ့ဖြစ်နေတယ်ပေါ့နော်သူအင်ဂျီအပ်တဲ့ရောက်ဟုတ်တယ်အင်ဂျီရွေးပြီးတော့ customer ကျင်းတဲ့နေ့ကကျင်းတဲ့ပြီးလက်ခံလိုက်တဲ့နေ့ကကျွန်တော်တို့ငွေဒီပေါ့ဒီငွေတောင်းပေါ်အပေါ်မှာတတ်မှတ်ရမယ် yes ဆိုတတ်မှတ်ရမယ် yes ဆိုရပေါ့နော်အဲဆို16ရက်နေ့ဖြစ်မှာပေါ့တကယ်လို့16ဆိုင်လို့လုပ်ငန်းမျိုးဆိုတော့ဒီ16ရက်နေ့ကသူ့ရဲ့ invoice တက်ရမယ်ရက်ပေါ့နော်revenue ဒါကတော့ revenue ဖြစ်ပေါ်လာပုံပေါ့နော်invoice date တက်ဖို့အတွက်ဒါပေါ့နော်တချို့တွေဆုံးဖြတ်ခက်နေတဲ့သူတွေတော့ပေါ့နော်ဒီဟာလေးနဲ့ဆိုရင်နားလည်မလို့မျှော်လင့်တော့ပေါ့နော်ဒါတော့ invoice ပေါ့ invoice date တက်ရတဲ့ဟိုပါပေါ့နော်ပြီးတော့ invoice number ပေါ့ invoice number ကလည်းအရင်ရေးကြည့်ပါတယ်နံပါတ်မတက်လို့ရှိရင်ကျမတို့က system မကြောက်ဘူးเนาะစနစ်မကြောက်ဘူးပေါ့နံပါတ်တွေမရှိလို့ရှိရင်ကျမတို့ကငွေအများကြီးဆုံးရှုံးသွားနိုင်တယ်ဒီ invoice တစ်စောင်ကကျမတို့ကငွေတွေပေါ့ invoice ဆိုတော့ကျမတို့ကငွေရတဲ့ငွေကျွန်တော်ငွေရမယ့် invoice လေးငွေတောင်းပါပေါ့ဒီငွေတောင်းပါဒီ invoice ရှိမှကျွန်တော်ငွေတောင်းလို့ရမှာဒီ customer စီမှာအဲ့တော့ခါကျတော့ဒီ invoice မရှိလို့ရှိရင်ကျွန်တော် customer စီမှာငွေတောင်းလို့မရဘူးတချို့ customer invoice မှာပါတယ်လို့မထုတ်ပေးဘူး
အဲ့တော့ကျမတို့ငွေတွေဆုံးရှုံးသွားနိုင်တယ် invoice ပြောက်သွားရင်ကျမတို့ငွေတွေဆုံးရှုံးသွားနိုင်တယ်ကျမတို့ profit or loss statement မှာလည်းကျမတို့ revenue တွေအများကြီးရောသွားမှာ company တို့လည်းအများကြီးနစ်နာတယ် invoice တစ်စောင်ပြောက်ရင်တစ်စောင်နစ်နာတယ်ဒီလိုတိုင်းကျော် invoice ပြောက်သွားလို့ဆိုတော့အဲ့တိုင်းကျော်ငွေဆုံးရှုံးလိုက်တာနဲ့အတူတူပဲဟောပေါ့နော်ဒီလို invoice number တွေကျမတို့ invoice ကျော်သွားပြီဆိုရင်အယောင်စည်းတွေကလည်းဒီပုံမှာကျမတို့ invoice တွေနဲ့တိကျ number တွေနဲ့တိကျ control လုပ်လို့ဆိုရင်အယောင်စည်းတွေကလည်းပေါ့နော် misuse တွေလုပ်နိုင်တယ်ပေါ့ misuse ဆိုတာဒီအလွဲသုံးစားတွေလုပ်နိုင်တယ်ဒါပေမဲ့ကိုပြောက်သွားတဲ့ invoice ကအယောင်စည်းရယူထားတာဆိုရင်အဲ့အယောင်စည်းကသူကလည်းစိုက်နေမှာပစ္စည်းတော့ပို့တာပစ္စည်းတော့ကောက်တော့လေဒီအယောင်စည်းရပဲပစ္စည်းပတ်စံကောက်တော့လေအယောင်စည်းရပဲပစ္စည်းပတ်စံကောက်ခဲ့ရတယ်အဲ့တော့သူအဲ့ဆံရွက်ကိုသိထားပြီးတော့သူကိုကြိုးအတွက်သုံးနိုင်မယ်ဆိုရင်သူဂျူရီပြည့်တဲ့နေ့ကျရင်15ရက်နေ့ကျရင်အဲ့ invoice နဲ့သူပတ်စံတော့ထုတ် customer စီမှာတော့တောင်းတယ်ကုမ္ပဏီလာအပ်ဖို့ဆိုရင်ကုမ္ပဏီကလည်းဒီနံပါတ်တွေနဲ့မထိမှဘူးပြောင်းမှတော့မသိဘူးစာရွက်တွေပြောင်းမှတော့မသိဘူးဆိုရင်ဒီပြောက်သွားတဲ့စာရွက်နဲ့ပြောက်သွားတဲ့စာရွက်နဲ့ဒီအယောင်စည်းတွေကဒီစိုက်နေမှာတော့ပတ်စံတော့ထုတ်လို့ရတယ်ပေါ့နော်ကုမ္ပဏီတို့အများကြီးနစ်နာဆုံးရှုံးမှုတွေဖြစ်စေတယ်ပေါ့နော်ဒါကြောင့် invoice number အရေးကြီးပါလေပြီးတော့ auditor auditor စစ်မယ်ဆိုရင်ကျွန်တော် auditor ဆိုတော့ internal auditor မှာ internal auditor နဲ့ external auditor ဆိုတာရှိတယ်ပေါ့နော် internal audit ဆိုရင်ကျွန်တော်တို့ကဒီ internal control တွေကိုစက်တာ internal control ဆိုတာဒီပေါ့ရုံးတွင်းမှာဒီပေါ့စနစ်ကြအောင်ပေါ့ထိန်းချုပ်တဲ့စနစ်ပေါ့နော်စနစ်တကျနဲ့ထိန်းချုပ်တဲ့စနစ်ပေါ့အဲ internal control တွေကိုစက်တာဒီနံပါတ်တွေအစမ်းလိုက်ရှိလားဒီနံပါတ်တွေအစမ်းလိုက်ဖြစ်လားနံပါတ်ကျော်ရင်ဘာကြောင့်ကျော်တာလဲ audit ကတည်းကအဓိကစက်တာပါ audit စစ်ပြီးဆိုဒီ invoice number တွေကိုစက်ပါပါ invoice number ကျော်ပြီဆိုရင်စီးရင်ကန်ခေါ်မိမှာပါဒါဆိုဒီပေါ့နော်ဒီအဲ့နံပါတ်3ကဘယ်ရောက်နေရလဲနံပါတ်3စာရွက်ကျော်နေတယ်အဲ့စာရွက်ပမာလဲဆိုရင်စီးရင်ကန်ဒီအောင်မပြနိုင်ဘူးဆိုရင်ဒီစီးရင်ကန်မှာတောင်းဝင်ရှိပါတယ်ဒီ auditor ကသူ့ပို့ရေးလို့ရပါတယ်ဒါဒီစာရွက်တွေပြောင်းနေတယ်ဒီစင်းကန်ထားလို့မသိဘူးဆိုလို့ရှိရင်စင်းကန်အတွက်အများကြီးစင်းကန်တောင်းယူရတဲ့အပိုင်းတွေရှိမှာပေါ့နော်ဒီစင်းကန်ကိုရုံခိုင်းတာတွေပိုင်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်ကိုစင်းကန်တယောက်ဖြစ်ပြီးဆိုရင်နံပါတ်တွေအစင်လိုက်ရှိဖို့အရေးကြီးပါတယ် invoice ဆိုရင်အစင်လိုက်ရှိနေရမယ်ကြော်လို့မရဘူးကြော်ပြီးတော့ဖွင့်လိုက်ပြီဆိုရင်အယောင်စင်းရည်တွေကို invoice ရောင်းစည်းတွေပြလာပြီးသူတို့က invoice ပြန်အပ်ကြတယ်သူတို့ရောင်းတဲ့သူဘယ်နှခုရောင်းခဲ့တယ်ဒီနေ့မှာ invoice 10ရွက်ရောင်းခဲ့တယ်ဆို10ရွက်ကိုအပ်ကြမယ်အဲ့လိုရှင်စင်းကန်စက်ကမယ်တစ်ရွက်ကြော်နေရတယ်နံပါတ်ကြော်လိုက်တာနဲ့တခါလေသူတို့မေးရမယ်ဘာကြောင့်ကြော်နေရလဲအဲ့10ရွက်ကဘာမှလဲတခါလေတောင်းတယ်တကယ်လို့ cancel ဖြစ်သွားတယ်ဆိုရင်အဲ့ဆိုင်ရောတို့စီကတောင်းဖြစ်တယ်။ရောင်းစီက cancel ဖြစ်သွားလို့ဆိုပြီးသူတို့သိထားတာလည်းဖြစ်နိုင်တာပဲလေ။တကယ် cancel ဖြစ်သွားတာလည်းဖြစ်နိုင်တယ်။တကယ် cancel ဖြစ်သွားတယ်ဒါပေမဲ့သူတို့ကမလို့အတူထင်ပြီးတော့သူတို့ကလှုပ်ပစ်လိုက်တာလည်းရှိတယ်။ဒါပေမဲ့စိတ်ကဒါကိုလက်ခံလို့မရပါဘူး။ cancel ဖြစ်သွားရင်လည်းသူတို့စီကယူလာခိုင်းရမှာဖြစ်တယ်။ cancel ဖြစ်တဲ့ voucher ကိုလည်းကျမတို့ fine နဲ့တွဲထားမှာဖြစ်တယ်။ auditor ကမေးလာတဲ့အခါကျရင် cancel ဖြစ်ရင် cancel ဖြစ်ပါတယ်ဆိုပြီးတော့ကျမတို့ fine မှာတွဲပြီး fine နဲ့နေထုတ်ပေးရမှာဖြစ်တယ်။ဒါကြောင့် invoice number လည်းအရင်အရေးကြီးပါတယ်နော်။ invoice number မပိုင်တိုင်း control ဆုံးရှုံးနေတာ control က weak ဖြစ်နေတာပေါ့နော် internal control weak ဖြစ်နေတယ်လို့ auditor ကမှတ်ချက်ပေးသွားမှာပေါ့နော်ကုမ္ပဏီကိုဒါဆိုရင် same time မှာအများကြီးတောင်းရှိပါတယ်ပြီးတော့ဒါကတော့ due date ဆိုတော့ကျွန်တော်တို့အကျွေးကာလပေါ့အကျွေးကာလအကျွေးပေးတဲ့ကာလပေါ့ကုမ္ပဏီတစ်ခုမှာကျွန်တော်တို့ပေါ့နော် customer တယောက်နဲ့တယောက်အကျွေးပေးရခြင်းမတူဘူးထားပါတော့ဒီ ABC ကုမ္ပဏီဆိုရင်ဒီအောင်နိုင်ဦးဆိုတဲ့ customer ကိုကျွန်တော်အကျွေးနှစ်ပတ် customer ပေါ့ဒီအောင်နိုင်ဦးကိုကျွန်တော်နှစ်ပတ်အကျွေးပေးတယ် customer တယောက်နဲ့တယောက်မတူဘူးเนาะတချို့ customer တွေတစ်လပေးတဲ့ customer ရှိတယ်တချို့ကိုနှစ်ပတ်ပေးရရှိတယ်တချို့ကတစ်ပတ်တည်းပေးရရှိတယ် customer ပေါ်မှာမူတည်ပြီးကျွန်တော်တို့အကျွေးကာလတွေသတ်မှတ်တယ်ဒါကုမ္ပဏီရဲ့ policy ပေါ်မှာမူတည်ပြီးဘယ်လို sign တွေကိုအကျွေးဘယ်လောက်ပေးပါလဲနော်ကုမ္ပဏီမျိုးဆိုကုမ္ပဏီလိုကုမ္ပဏီကြီးတွေဆိုရင်အကျွေးဘယ်နှစ်ရက်သတ်မှတ်မှာလဲဒါကုမ္ပဏီရဲ့ policy ပေါ်မှာမူတည်ရဲ့အဲ့တော့ဒီကိုကစီးနိုင်တယောက်ဆိုရင်ဒီ finance manager တွေမေးရမှာပေါ့တယောက်နဲ့တယောက် customer တယောက်နဲ့တယောက်အကျွေးကာလတွေဘယ်လိုလဲပေါ့နော်အဲ့ကာလတွေပုံမှန်မူတည်ပြီးတော့ဒီထားပါတော့ဒီ ABC ဆိုရင်အောင်နိုင်ဦးဆိုတဲ့ customer ကိုအကျွေးနှစ်ပတ်ပေးတာဒါကြောင့်ကျွန်တော်တို့က invoice ကိုတရက်နေ့မှာကျွန်တော်တို့ပစ္စည်းပို့ပြီးလို့ customer ကလည်းလက်ခံတယ်ကျင်းတဲ့ customer satisfying ဖြစ်တဲ့ရက်တရက်နေ့မှာကျွန်တော်တို့ပစ္စည်းပို့ပြီးပြီဒါဆိုရင် invoice date ကနေကြည့်ပြီး15ရက်ပေါ့နှစ်ပတ်ပြည့်တဲ့နေ့15ရက်ဆိုကျွန်တော်တို့နှစ်ပတ်ပြည့်မှာနှစ်ပတ်ဆိုရင်တရက်နေ့နဲ့ဖွင့်ရင်15ရက်ဆိုနှစ်ပတ်ပြည့်မှာဖြစ်တဲ့အတွက်15ရက်မှာကျွန်တော်တို့ပစ္စည်းပတ်စံပေါက်လို့ရပြီပေါ့နော်အဲ customer ကိုဒါကတော့အကျွေးကာလပေါ့
2 month 2 week credit ပေါ့နော်ဒီဒါကတော့ credit term ရေးရပါပြီးတော့ကျတော့ဒါ item ပေါ့ဒီထဲမှာကျတော့ item အပြည့်စုံရေးရမယ် quantity ပါမယ် tax ပါမယ်အခွန်တချို့ကုမ္ပဏီကအခွန်ဆောင်တဲ့ကုမ္ပဏီဆိုကျွန်တော်အခွန် 5% ထည့်ပေးရမယ်နော်ပြီးတော့ကျွန်တော်တို့ဒီ revenue တွင်းရင်ကျွန်တော်တို့ဒီအခွန်မှာပါတဲ့ဒီ amount က revenue ဖြစ်ရမှာနော်ဒီဟာကကျွန်တော်တို့ဒီအခွန်ကကျွန်တော်တို့ကဘယ်လိုတော့မှကျွန်တော်တို့အစိုးရကိုပြန်ပေးရမှာအခွန်ဆောင်တဲ့ကုမ္ပဏီတွေဆိုဒါလေးသိဖို့လိုတယ်နော်ကျွန်တော်တို့အခွန်အတွက်ဒီ invoice မှာပါတဲ့ငွေ amount မှာဘယ် amount မှာ revenue တွေသွားမှာလဲကျွန်တော်တို့အရှုံးမြတ်စင်းထဲမှာ P&L မှာဘယ် amount ကိုတော့ကျွန်တော်တို့ revenue အနေနဲ့ပေါ်ရမှာလဲလို့ပြောမိလာရင်ကျွန်တော်တို့ကဒီ amount က revenue ပေါ်ရမယ့် amount ပါဒီ3,000 မဟုတ်ပါဘူးဒီ3,200ကကျွန်တော် revenue အနေနဲ့ပေါ်ရမယ့် amount ပါဒါကအခွန်ပါအခွန် 5% ကအစိုးရကိုပြန်ပေးရမှာပါခွန်အစိုးရကိုပြန်ပေးရမှာဒီနှစ်ခုပေါင်းခြင်း total က customer စီကောက်ရမယ့် amount ကတော့3,3600ပါ customer စီက3,3600ကျော်ကောက်လာပြီးတော့ဒီဟာကကျွန်တော်တို့ဝင်ငွေဖြစ်မယ်ဒီ company ရဲ့ဝင်ငွေဖြစ်မယ်ရှုံးမြတ်စင်ထဲမှာဝင်ငွေအနေနဲ့ပေါ်မယ်ဒီ900ခိုင်နှုန်းကအစိုးရကိုပေးရရှိအနေနဲ့ဖြစ်သွားမယ်ပြီးရင်3လတစ်ခါအစိုးရကို3လတစ်ခါပေါ့quarterly ကျွန်တော်တို့ commercial tax ပေါ့ commercial tax quarterly return တင်ရတယ်အစိုးရကို3လတလားတစ်ခါပြန်ပေးလို့လည်းရတယ်နော်တလားတစ်ခါပုံမှန်ဆိုတော့တချို့ကုမ္ပဏီကတလားတစ်ခါအစိုးရစီမှာတွားပြီးတော့တွားပေးတယ်ဒီ commercial tax ကောက်ထားတဲ့အကုန်လုံးတလားတစ်ခါဘယ်လောက်စုပေါင်းဘယ်လောက်ကောက်ခဲ့လဲပြီးရင်စုပေါင်းကိုအောင်ဘယ်လောက်ပေးလိုက်လဲကုမ္ပဏီကိုဝယ်တဲ့ invoice တွေရှိမယ်ဒီလိုပဲကျွန်တော်တို့ဒါရောင်းတာကျွန်တော်တို့ကုမ္ပဏီအတွက်ဒီဒါဆိုရင်ဘောင်းမရောင်းတာဘောင်းမရောင်းမှုတော့ကျွန်တော်တို့အရင်ရှိရလေကျွန်တော်တို့ဘောင်းမဝယ်ရတဲ့အရင်ရှိတယ်ဝယ်တော့ကျွန်တော် commercial tax ပေးပြီးဝယ်ရတာလားဝယ်တော့ကျွန်တော် commercial tax ပေးပြီးဝယ်ရတာဆိုရင်ဝယ်တော့ဟာနဲ့ဒီရောင်းတဲ့ commercial tax နဲ့ကိုနှစ်ခုကိုကျွန်တော် offset လုပ်တာနှစ်ခုကိုခြေလိုက်ရခြေပြီးတော့မှကျန်တဲ့ amount ကိုခြားနာချက်ကိုပဲကျွန်တော်အစိုးရကိုတွားပြီးတော့အစိုးရကိုခြားနာချက်ကိုပြန်အမ်းပေးရတယ်ပုံစံကျမတို့ကဒီဘောင်းမီပေါ့နော် data trouser ဆိုဒီဘောင်းမီပေါ့ဒီဘောင်းမီကိုဝယ်တော့ကဝယ်ရင်းဈေးက8,000ဖြစ်တယ်ဆိုပါစို့8,000ဆိုရင်အဲ့8,000မှာကျမတို့ကအခွန်4,000ပေါ့8,000ရဲ့900ခိုင်နှုန်းက4,000ဖြစ်မယ်နော်8,000ရဲ့900ခိုင်နှုန်း8,000ရဲ့900ခိုင်နှုန်းက4,000ပေါ့နော်ကျမတို့900ခိုင်နှုန်းဒီဝယ်ရင်းဈေးပေါ်မှာအခွန်900ခိုင်နှုန်း4,000ကိုပေးခဲ့ရတယ်ဆိုရင်ကျမတို့ကဒီအခွန်ကိုပေးလိုက်တဲ့အခွန်ကိုဒီကျမတို့အခုဒီအယောင်းလို့ရှိရင်ကျမတို့ကောက်လာတဲ့6,000ကျော်ကကျမတို့ရောင်းတဲ့အချိန်ကောက်လို့ရတဲ့အခွန်ပေါ့နော်ဒီကောက်ခဲတဲ့6,493နဲ့ဒီကျမတို့ပေးလိုက်ရတဲ့ကျမတို့3ယောက်ပေးလိုက်ရတဲ့ဝယ်တော့ကဒီဘောင်းမီဝယ်တော့ကအရင်ကျမတို့ပေါ့နော်ဒီဘောင်းမီရဲ့အရင်ဈေးပေါ့နော်အရင်ဈေးပေါ်မှာပေးလိုက်ရတဲ့အခွန်4,000ကိုနှုတ်ပြီးတော့ကျန်တဲ့2,493ကိုပဲဒီအစိုးရကိုပြန်ပြီးတော့အမ်းပေးရမှာဖြစ်တယ်အစိုးရကိုကျမတို့ commercial tax တင်လို့ရှိရင်ဒီလိုမျိုးကိုဝယ်ခဲ့တဲ့ဟာတွေကိုဝယ်တော့ကပေးခဲ့တဲ့ဟာတွေပေးခဲ့တဲ့အခွန်တွေကိုဒီရောင်းတော့ရတဲ့အခွန်နဲ့ကိုဝယ်တော့ကပေးခဲ့ရတဲ့အခွန်တွေကိုoffset လုပ်ပြီးတော့ဒီခြေပြီးတော့ပေါ့နော်ကျန်တဲ့အသက်တင် amount ကိုပဲဒီအစိုးရကိုပြန်ပြီးအစိုးရကိုပြန်အမ်းပေးရတာပေါ့နော်ကိုကအရောင်းဝယ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက်ရောင်းတဲ့အခွန်ကတော့ပုံများမှာပဲဒီဘာလို့လဲဆိုရောင်းတဲ့ခွန်ကပုံရောင်းတဲ့ခွန်အယောင်းဈေးကပုံများတာကိုရောင်းဈေးကဝယ်ဈေးထက်နည်းနေရင်လုပ်ငန်းအောင်လည်းကျမတို့လုပ်လို့ရမှာမဟုတ်တော့အလုပ်ငန်းအရှုံးတွေပဲပုံနေပါလိအဲ့တော့ရောင်းဈေးဆိုတာအမြဲတမ်းဝယ်ဈေးထက်များနေမှာပဲဝယ်ဈေးထက်များနေတဲ့အတွက်ကျမတို့ကရောင်းတဲ့အခွန်ကကျမတို့ရောင်းလို့ရတဲ့အခွန်ကရောင်းလိုက်လို့ကျမတို့ကောက်လို့ရောင်းလိုက်လို့ကိုကောက်လိုက်တဲ့အခွန်ကကျွန်တော်တို့ဝယ်တော့ပေးရတဲ့အခွန်ထက်တော့ကျွန်တော်တို့ကများနေမှာပဲအဲ့တော့အဲ့ရောင်းလို့ရတဲ့ကိုကောက်တဲ့အခွန်တွေကနေပြီးကိုပေးလိုက်ရတဲ့အခွန်ကိုနှုတ်ပြီးတော့အတတင်ကြရင်အပေါင်းတွေပဲကြံမှာပဲကျွန်တော်တို့အတတင်ကတော့ကျွန်တော်တို့ပေးရင်ရှိပဲပေါ်နေမှာအစိုးရကိုပေးရင်ရှိပဲပေါ်နေမှာဘာလို့ဆိုရောင်းခွန်ကများမှာပဲเนาะရောင်းစည်းများတဲ့အတွက်ရောင်းတဲ့အခွန်ကပုံများမှာပဲအဲ့တော့ကောက်လို့ရတဲ့အခွန်ကပုံများတဲ့အတွက်အဲ့ကိုပိုကောက်ခဲ့တဲ့အခွန်တွေကိုအခုအစိုးရကိုပြန်တင်ပေးရတာပေါ့เนาะအစိုးရကိုပြန်ပြီးအမ်းပေးရတာပြန်တော့ပေးရတာပေါ့အတတင်ကိုတော့ပြီးပြန်ပြီးတော့ return လုပ်ပေးရတာเนาะအဲ့ဒါ commercial tax ကိုတွက်တဲ့ပုံစံပါပဲ
ကျွန်မတစ်ခုတော့ထပ်မံပြီးတော့ဖြစ်ဆိုပြောချင်ပါတယ် construction ပေါ့နော် construction ကိုဆောက်လုပ်ရေးလုပ်ငန်းမျိုးမှာဆိုရင် invoice ကိုကြိုပြီးထုတ်ပေးလေးရှိပါတယ် client ကိုငွေကြိုတောင်းချင်လို့ invoice ကြိုထုတ်ပေးရပါadvance billing လုပ်တာပေါ့နော်invoice ကြိုထုတ်ပေးရပေါ့ဒီ invoice ကိုကြည့်ပြီးတော့ customer ကငွေလွှဲပေးမှာဖြစ်ပါတယ်ငွေလွှဲသူ customer ငွေလွှဲလိုက်တဲ့အချိန်ကကျမတို့ကကျမတို့ invoice ကကျမတို့ငွေကြိုတောင်းဖို့အတွက်ကိုကျမတို့ invoice ထုတ်ပေးလိုက်ရတာဖြစ်တယ်ကျမတို့ဒီ company ဘက်ကဘာတာဝန်ယူမှုမှမရှိသေးဘူးလုပ်ငန်းကိုစတော့မစရသေးဘူးအဆောက်အဦစတော့မလုပ်ရသေးတဲ့အခြေအနေပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျမတို့က invoice date ကိုကြည့်ပြီးတော့ revenue ဖော်ရမှာမဟုတ်ပါဘူး revenue criteria အနေနဲ့လည်းမပြည့်မီသေးပါဘူးအဲ့ဒီအခြေအနေမျိုးမှာဆိုရင်ကျမတို့က deferred revenue အနေနဲ့ဖော်ပေးရမှာပါ contract liability လို့သုံးနှုန်းလိုက်ရပါတယ်ဒီ deferred revenue ကကျမတို့ဒီ balance sheet ရဲ့ဒီ liability အောက်ကိုသွားမှာပေါ့နော်ဒီတကယ်လို့ကျမတို့ဒီ contract ကကျမတို့ဒီ project ကပေါ့ဒီဆောက်လုပ်ရေး project ကဒီ6လ project ရှိတယ်တချို့3လ project ရှိတယ်တချို့ကနှစ်နဲ့ချီပြီးလုပ်ပေးရတဲ့ project တွေရှိတယ်အဲ့လိုမျိုးအဆောက်အဦတွေဆိုလို့ရှိရင်ကျမတို့ဒီဟာဆိုရင်6လပေါ့အခုဒီဟာဆိုရင်ကျမတို့က6လ contract ပေါ့နော်6လဆိုရင်ကျမတို့ကဒီ short term liability တွေဖြစ်သွားပြီ short term ဆိုကျမတို့ current liability အောက်ကိုသွားမှာပေါ့နော်ဒီ deferred revenue အနေနဲ့ဖော်ပေးရမှာပါတကယ်လို့ကျမတို့အဲ့ပေါ့ဒီ invoice ထုတ်တဲ့အချိန်မှာကျမတို့ဒီ commercial tax ရှိရဆိုရင် commercial tax ကိုခွဲပြီးဖော်ပေးရမှာပါအဲဒါ commercial tax ကကျမအရှိမပြောခဲ့တယ်လို့ပဲကျမတို့ revenue မဟုတ်ပါဘူးဆိုရကိုပေးဆောင်ရမယ့်အခွန်မှာအဲဒါကြောင့်ကျမတို့ကသူကလည်း liability အောက်မှာပဲဖြစ်မှာပါ commercial tax က3လတစ်ခါ return တင်ရတာပေါ့နော် return တင်ရတာဖြစ်တဲ့အတွက်သူက short term ပါပဲအဲ့တော့ current liability အောက်ကိုသွားမှာပါအဲ့တော့ဒါကဒီကျမတို့ဒီပေါ့ဒီ6လပြည့်တဲ့အချိန်ကြာရင်ကျမတို့ကအဆောက်အဦပြီးသွားပြီပေါ့အဆောက်အဦပြီးသွားလို့ကျမတို့ဒီ company ဘက်က performance obligation company ဘက်ကလှုပ်ဆောင်ပေးရမယ့်တာဝန်ပြီးမြောက်တဲ့အချိန်ပေါ့နော်ကျမတို့ဒီအဆောက်အဦပြီးသွားတဲ့အချိန်ဒီ client ကိုအပ်တဲ့အချိန်ပေါ့ ownership transfer လွှဲတဲ့အချိန်ပေါ့နော် control လွှဲပြောင်းပေးတဲ့အချိန်အဆောက်အဦပြီးသွားပြီဆိုကျမတို့ကပိုင်ဆိုင်မှုလွှဲပေးရတော့မှာ哦ဒီအဆောက်အဦနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုတွေဒီ client ကိုလွှဲပေးရမယ့်အချိန်အဲ့အချိန်ကြတော့မှလားကျမတို့ကဒီ revenue ဖော်ပေးရမှာဖြစ်ပါတယ်ဒီ30ရက်6လဒီကျမတို့ဒီအဆောက်အဦကိုကျမတို့လက်ခံလိုက်တဲ့အချိန်မှာသူတို့အဲ့ထင်ကကျမတို့ invoice မှာကျမတို့ဖော်ပြီးသားပဲပေါ့နော်ကျမတို့ဒီ6လဆို6လကြာမှာပေါ့3လဆို3လပေါ့အခုဒီလိုချက်အခုဒီကျမနမူနာအရဆိုရင်ကျမ6လ project ပေါ့နော်6လပြည့်တဲ့အချိန်ကျမတို့ကကျမတို့ဒီအဆောက်အဦပြီးသွားလို့ customer ကိုအပ်တဲ့အချိန်ပေါ့ performance obligation satisfied ဖြစ်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာကြာမှာဒါကျမတို့က revenue ဖော်ပေးရမှာဖြစ်တယ်ဒီ30ရက်6လရက်စွဲနဲ့ကျမတို့ကဒီ deferred revenue ကိုပိတ်ကမယ် deferred revenue ကို debit နဲ့ပိတ်ပြီးတော့ revenue ဆိုပြီးဖော်ပေးရမှာပါဒီအချိန်ကြာ30ရက်6လကြာမှာဒါကျမတို့ကဒါ P&L ပေါ်မှာသွားမဲ့ revenue ဖြစ်ပါတယ် profit loss statement ပေါ်မှာပေါ်မဲ့ဒီ revenue ပေါ့နော်6လပိုင်းကျမှပေါ်မှာပါဒါကြောင့်ကျမတို့ကငွေကြိုကောက်ကိုကောက်ရမယ့်လုပ်ငန်းမျိုးတွေပေါ့ဒီလိုမျိုး construction မှမဟုတ်ပါဘူးကျမတို့ဒီပေါ့ software ဥပမာ software ရေးတဲ့ company ဆိုလဲအဲ့လိုပဲ software ရေးဖို့အတွက်သူတို့ကငွေကြိုတောင်းရပါတယ်အဲ့လိုငွေကြိုတောင်းတဲ့အခါကျရင်ကျမတို့က invoice ကို advance billing ပေါ့နော်ကြိုထုတ်ပေးရပါတယ် invoice ဒီကျမတို့ performance ကျမတို့ပေါ့နော်တာဝန်ယူမှုဘာမှမရှိသေးတဲ့အချိန်ကျမတို့ဒီငွေကြိုတောင်းဖို့အတွက်ကိုကျမတို့ invoice billing ပေါ့နော် advance billing ထုတ်ပေးရတာပေါ့ invoice ကြိုထုတ်ပေးရအဲ့လိုအခါမျိုးတွေမှာဆိုရင်တော့ကျမတို့က invoice date ကိုကျမတို့ revenue အနေနဲ့သတ်မှတ်လို့မရပါဘူးအဲ့ဒီဌာနချက်လေးကိုတော့သိစေချင်တယ်ပေါ့နော်ကျမတို့ကျမတို့ software ဆိုရင်လည်းကျမတို့ software ရေးပြီးလို့ဒီ software ကို customer client ကိုအပ်တဲ့အချိန်ကြမှာဒါဒီကျမတို့ revenue အနေနဲ့ဖော်ပေးရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိစေချင်ပါတယ်ပေါ့နော်ဒီလောက်ဆိုရင် invoice နဲ့ပတ်သက်ပြီးတော့သိထိုက်တာတွေအကုန်လုံးကိုကိုပြပြသိသွားပြီလို့ပြောနိုင်ပါတယ်ကျမရဲ့ဗီဒီယိုလေးကိုလည်းအဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်like and share လေးလုပ်ပေးကြပါဦးเนาะကျေးဇူးတင်ပါတယ်ရှင်